ရက်လေးမှာဝိုင်လေးတောက်ရင်းမြည်ဖို့ဂုံးပင်စိမ်းလေးချက်ပါမယ်ပင်စိမ်းကိုတော့အိမ်မှာမျိုးစေ့ချပြီးစိုက်ထားတဲ့ organic ပင်စိမ်းစစ်ကိုပဲညှက်ပြီးတော့လိုတလောက်လေးယူလိုက်ပါတယ်ပြီးရင်တော့ဂုံးကိုတေချာလေးဆေးကြောတန့်စင်ပြီးတော့ပင်စိမ်းရဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးကိုလည်းထောင်ထားပါမယ်အားလုံးစင်သစ်ဖြစ်ပြီးဆိုရင်စီထဲစီစုလာပြီးဆိုရင်တော့ကြက်သွန်ဖြူနဲ့ငရုတ်သီးထောင်ထားတာကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ဒီတက်နံလေးမှွေးလာပြီးဆိုရင်တော့တန့်စင်ထားတဲ့ဂုံးလေးကိုထည့်လိုက်ပါမယ်ဂုံးကိုတေချာလေးချက်အောင်လုံးပြီးသွားပြီဆိုရင်တော့အရသာအတွက်ပဲငံပြားရည်ခရူးစီတကြားခင်းလေးညွှန်ရမှုတ်တို့ကိုထည့်ပါမယ်ဂုံးထဲကထွက်လာတဲ့အရည်လေးတွေခန်းထားတဲ့အထိကြော်ပြီးပြီဆိုရင်တော့နောက်ဆုံးမှာပင်စိမ်းလေးအုပ်လိုက်ပါမယ်ပင်စိမ်းနဲ့လေးမှွေးပြီးတက်လာအောင်ကြော်ပြီးပြီဆိုရင်တော့အရသာမြည်ကြည့်ပါလိုအပ်ရင်လိုအပ်တဲ့အရသာကိုထပ်ထည့်လို့ရပါတယ်အရသာအားလုံးဆင်ပြေသွားပြီဆိုရင်တော့စိမ့်စိမ့်လေးနဲ့အရန်စားကောက်နဲ့ဂုံးပင်စိမ်းချက်လေးရပါပြီရှင်ရိုးရိုးအမီးရေစားရတာရိုးလာရင်တခါတလေဒီလိုမျိုးဂုံးပင်စိမ်းလေးနဲ့မြည်ကြည့်ပါနော်